အားလုံးပဲမင်္ဂလာပါရှင်စိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေကျွန်မကတော့လက္ခဏာဆရာမဒေါ်အေးမြဆန်ဖြစ်ပါတယ်ဒီကနေ့ပြောပြမယ့်အကြောင်းအရာလေးကတော့လက္ခဏာပညာမှာအဓိကအနေနဲ့သိထားရမယ့်လက်ပုံစံ9မျိုးတွေကတတ္တမမြောက်လက်ပုံစံဖြစ်တဲ့အခြေခံနှိမ့်ကျလက်လို့ခေါ်တဲ့ elementary hand လို့ပြောတယ်ပေါ့နော်သူကနောက်တနည်းကဘယ်လိုပြောလဲဆိုရင်အောက်တန်းစားလက်လို့လည်းခေါ်ပါတယ်အဲ့တော့ဒီလက်ပုံစံအကြောင်းလေးကိုပြောပြချင်ပါတယ်တင်ပြချင်ပါတယ်အဲ့တော့အခြေခံနှိမ့်ကျလက်ဆိုတာအဲ့တော့ဘယ်လိုပုံစံရှိမလဲဆိုရင်သူ့ရဲ့လက်ဝါးပြင်အရေးပြားပေါ့နော်လက်ဝါးပြင်အရေးပြားတွေဟာအဲ့တော့ထူထဲတယ်ကြမ်းတမ်းတယ်ပြီးရင်လက်ချောင်းတွေနော်လက်ချောင်းတွေဟာသူကကြီးမားတုတ်တူတဲ့လက်ချောင်းတွေရှိမယ်အထူးသဖြင့်မြင်သာတာကလက်မကတူတယ်ကျွန်တော်တို့ဘယ်လိုပုံစံရှိမလဲဆိုရင်သူကတင်းပုတ်ပုံသဏ္ဍာန်လေးတွေရှိတတ်တယ်အဲ့တော့ဒီလိုလက်ပုံစံကိုမြင်ရပြီဆိုရင်ကျွန်တော်ကအခြေခံနှိမ့်ကျလက်လို့ပြောလို့ရတယ်ပေါ့နော်အဲ့တော့ဒီအခြေခံနှိမ့်ကျလက်ရဲ့သဘောတဘာဝတွေကဘယ်လိုရှိမလဲဆိုရင်သူကအဲ့တော့ကိုယ်နဲ့စိတ်ဟာနော်သူ့ရဲ့ကိုယ်နဲ့စိတ်ဟာကြမ်းတမ်းတယ်ကြမ်းတမ်းတယ်နော်ကြမ်းတယ်နော်အဲ့တော့ကိုယ်နဲ့စိတ်ဟာမနှူးညံ့ဘူးမပျော်ပြောင်းဘူးကြမ်းတမ်းတဲ့အနေထားမှာတွေ့ရမယ်တခါ तू ကအဲ့အစားမတ်တယ်เนาะအဲ့အစားကြီးတယ်တခါကာမဂုဏ်စိတ်တွေလည်းကြီးတယ်ကာမဂုဏ်စိတ်တွေနဲ့ပတ်သက်ရင်လည်း तू ကမမမောဖြစ်တယ်ပေါ့နော်တခါ तू ကလောဘကြီးတယ်အဲ့တော့ဒေါသကြီးတယ်အဲ့တော့ဒီတိတက်မှုတွေလည်းပေါ့နော်အားနေတယ်ဒါကြောင့်မလို့ तू မှာဘာမရှိဘူးလဲဆိုရင်ပါနှက်မှုမရှိဘူးအဲ့တော့ပါနှက်မှုအနေနဲ့ကလည်းအဲ့တော့ဒီအားနေတဲ့ဘက်မှာ तू ကရှိနေတယ်ပေါ့နော်အဲ့တော့ तू မှာဒီလက်ပုံစံเนาะဒီအခြေခံနှိမ့်ကျလက်ရဲ့ပုံစံကအထူးမြင်သာတာတော့ခန္ဓာကိုယ်เนาะအဲ့တော့ခန္ဓာကိုယ်ကတော့သူကဘာလဲဆိုရင်ကျမ်းမှာတန်ဆွမ်းတဲ့အနေအထားကိုမြင်နိုင်ပါတယ်ဒါကြောင့်အလုတ်ကျမ်းသမားတွေမှာဆိုရင်เนาะဘဝမှာကျမ်းတန်လောက်ကင်တဲ့သူတွေမှာဆိုရင်ဒီလိုအခြေခံနှိမ့်ကျလက်ကိုအများဆုံးပိုင်ဆိုင်တယ်ဆိုတဲ့အကြောင်းလေးကိုဟောကြားရင်းနဲ့ပြောကြားရင်းနဲ့အားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံပြီးတော့လူရင်းဆန္ဒများတစ်လုံးတဝရပြည့်စုံကြပါစေ